ညနေနိုင်9မိနစ်ဆာယာရဲ့ဖုန်းလိုက်ဟာဒီအချိန်ကိုပဲတက္ကပြနေတယ်။တကားကောက်တဲ့နဲ့နူးလာတဲ့အခါသူမအငားတိုက်ခံမှာတကားနံပါတ်41မရှိဘူးဆိုတော့ကိုသတိရမိတယ်။ဒါပေမဲ့သူမအရှိမအပြာရောင်တကားတစ်ချက်ပေါ်နေပြီးဆာယာသတိရပါအတန်တစင်းကသူ့နာမည်ကိုခေါ်တယ်။တကားဖွင့်လိုက်တဲ့အခါအတွင်းမှာအဆုံးမရှိတဲ့လေကတခုသာရှိတယ်။အောက်ခြေကိုဆင်းသွားတဲ့အခါသူမဟာမိမိကိုယ်ကိုနဲ့မျက်နှာချင်းဆိုင်တွေ့တယ်။မင်းဟာ9နှစ်ကြာပြောင်းနေခဲ့ငါကတော့မင်းဖုံးကွယ်ထားတဲ့အတိတ်ပါအဲ့ဒီမှာဆာယာတတိယမိညာက9နှစ်အကြာကမိသားစုနဲ့ကြီးပြင်းခဲ့တဲ့အိမ်သူမဆုံးခွာသွားခဲ့ရတဲ့ချစ်သူဘယ်တော့မှမဖြစ်ရှင်းခဲ့တဲ့အဖြစ်ရှိမှုတွေတကားနံပါတ်41ဟာသူမရဲ့အတိတ်ကိုဖွင့်ပြတဲ့တော့ပါအချိန်က2:09မိနစ်မှာပဲရက်နေတာကသူမရဲ့စိတ်ဟာအတိတ်မှာညစ်နေတာကိုပြနေတယ်အတိတ်ကိုမပြေးပါနဲ့သူ့ကိုရင်ဆိုင်လိုက်တဲ့အခါတရားတွေဟာသင်္ကေတတွေဖြစ်သွားတတ်တယ်တကားနံပါတ်41ကိုသူမပိတ်လိုက်တဲ့အခါမနကင်းနေအောင်ကြီးနဲ့အတူသူမရဲ့တကယ်ဘဝကိုပြန်စတင်ဖို့အဆင်သင့်ဖြစ်နေပါပြီ။